ကိုမိုးသူရှင်ခင်ဗျာအခုမြန်မာနိုင်ငံမှာစစ်တပ်ကနေပြီးတော့အခုရွေးကောက်ပွဲပထမပိုင်းကိုစတင်နေပါပြီဒီနေ့စတင်ပါတယ်ဒီဇင်ဘာ28အဲ့တော့အခုဒါစစ်ကော်မရှင်ဥက္ကဋ္ဌကိုယ်တိုင်မဲလာပေးတယ်မဲပေးတဲ့နေရာမှာသတင်းတောက်တွေကမေးတယ်ပေါ့နော်သမ္မတလုပ်ဖို့ရှိလားဆိုတော့ तू ကဒါတွေက तू ကပြောလို့မရဘူး तू ကဝန်ထမ်းဖြစ်တယ်ပေါ့အဲ့တော့ तू က process ပေါ့နော်လွှတ်တော် process ကြမှာဒါတွေကပြောလို့ရမှာဆိုပြီးတော့ तू ပြောရပါတယ်အဲ့တော့ပထမဆုံးသိချင်တာအခုဒီစစ်ကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးမူကြီးမင်းအောင်လှိုင်ကဒီခင်းချင်းမှာ तू သမ္မတလုံးမလို့ဆိုတာကိုမိုးဒီဘယ်လိုမျိုးသုံးသက်ချက်ရှိလဲဗျကျွန်တော်တော့ဒီရွေးကောက်ပွဲပြီးသွားရင် तू သမ္မတလုံးမယ်လို့ကျွန်တော်မြင်တယ်သမ္မတလုံးချင်လို့ကိုဒီလောက်ကို Mighty Mike လုံးနေတာပဲလေနော် Mighty Mike တတိုင်းပြည်လုံးကိုပုံကျဲနေတယ်ဟာလားတော့လူတွေကိုတတ်နေတယ်ဟာလားခြားစားမှုတွေကလည်းခင်ဗျားတို့သိတဲ့အတိုင်းပဲပေါ့ဗျာနော်ဒီလောက်မတရားစစ်တပ်ကအာဏာသိမ်းထားတာဒါတွေအားလုံးရဲ့အဓိကအင်္ဂလိပ်လိုပြောမယ်ဆို intangible goal ပေါ့ဗျာသူ့ရဲ့နောက်ွယ်ကဒီမှန်းချက်ကသူသမ္မတလုံးချင်လို့ပဲအဲ့တော့ကျွန်တော်အနေနဲ့ကကျွန်တော်တို့ဒီရင်းသတင်းတွေကကျွန်တော် analysis လုပ်ထားတာရှိပါတယ်ကျွန်တော်ပြီးခဲ့တဲ့2020ရွေးကောက်ပွဲတုန်းကလည်းကျွန်တော်ပြောခဲ့တယ် focus လုပ်ခဲ့တယ်2024အမေရိကန်ရွေးကောက်ပွဲမှာလည်းသမ္မတထရန့်နိုင်လိမ့်မယ်ကျွန်တော် focus လုပ်လာတယ်တခုမှမလွယ်ဘူး2010ဟလာဒေါအောင်ဆန်းစုကြည်50ပေါ့နော်ရွေးကောက်ပွဲဝင်တယ်2017ထင်တယ်အဲ့ဒီကာလတုန်းကလည်းအပြတ်သက်နိုင်လိမ့်မယ်ဒီ50လုံးနိုင်လိမ့်မယ်ကျွန်တော်ပြောတယ်2020မှာတုန်းကလည်းရွေးကောက်ပွဲအဓိက battle မဟုတ်ဘူးရွေးကောက်ပွဲပြီးသွားမှအဓိက battle လာမယ်ဆိုတာကိုမြတ်ခိုင်နေလားကျွန်တော် interview မှာပြောပြဖူးပါတယ်အဲ့အတွက်တတိဝရိယရှိကြအသင့်ပြင်ထားကြအဲ့ဒါအခြေအနေတွေကိုအတိတ်ဆောင်မခံနဲ့ပေါ့နော်ဟုတ်ကဲ့သူ့ရဲ့ဆရာရှေ့တုန်းကဗိုလ်ချုပ်မှုကြီးဦးတန်းရွှေတုန်းကတော့အဲ့ဒီလိုပဲထင်ကြတာလေဒါပေမဲ့2010မှာ तू ကလုံးဝကိုနောက်ဆုတ်သွားလိုက်တယ်သူ့လူတွေလွှဲပေးလိုက်တယ်တော်တော်အံ့ဩစရာဖြစ်သွားခဲ့တယ်လေသူဒီဦးတန်းရွှေကအာဏာရလာတဲ့အချိန်နဲ့ဦးမင်းအောင်လည်းအာဏာရတဲ့အချိန်တွေပြန်ပြီးတော့ကျွန်တော်နှိုင်းရှင်းကြည့်လို့ရပါတယ်ဦးတန်းရွှေကြီးလည်းအာဏာရကစားကဟာလာနော်ဗိုလ်ချုပ်စောမောင်လည်းပြီးတော့သူတက်လာတော့သူလည်းသမ္မတကမလုပ်တာလေအာဏာရှိနေတာပဲအဓိက key position မှာသူယူထားတယ်လေအဲ့ဒါကိုမမေ့ဖို့လိုတယ်သူဒီ key တဦးစီးချုပ်နေနဲ့ key အခုလည်းဟလာစစ်ဦးစီးချုပ်ကနေသမ္မတပဲဖြစ်ဖြစ်သူကထွက်ကတော့မှာဟိုအသက်ကလည်း65နှစ်ကျော်နေပြီဆိုတော့အဲ့ဒီနေရာဂျာ interval ကိုသူကအလွတ်ခံလို့မရဘူးသူ့ချိန်နေပို့ဆိုတာပေါ့သူကတကယ် key နေရာမှာပဲဆက်ယူအောင်မယ်အဲ့တော့ key ဆိုတဲ့နေရာကအဲ့ဒီကြတော့စစ်ဦးစီးချုပ်မဟုတ်ဘူးသူသွားမှဥနေဝင်လို့မျိုးပေါ့နော်သမ္မတနေရာကိုသူရအောင်ယူမယ်သမ္မတနေရာသမ္မတနေရာယူလဲ तू ကဟိုတမတော်ကာကွယ်ဦးစီးချုပ်ကိုလက်လွတ်ရမယ်တကယ်စစ်တပ်ကို तू လက်လွတ်ရမယ်အဲ့ဒါ तू လွတ်ရဲမလားအဲ့ဒါလွတ်ပါလိမ့်မယ်။ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့တပည့်ကျော်တွေရှိပါတယ်။အခုခင်ဗျားကျွန်တော်ပြန်ပြောမယ်ပေါ့ဗျာ။တခြားလူတွေသုံးသပ်တာနဲ့ကျွန်တော်နဲ့တော့မတူအမြင်ကွဲတယ်။ကျွန်တော်အမြင်အခုထွက်ထားတဲ့စစ်တပ်ထဲကဟလာသူကနေစပြီးအောက်ခြေထိသူ့ကိုလှန်နိုင်တဲ့လူတယောက်မရှိဘူး။သူ့ကိုဘယ်သူမှမလှန်ဘူး။အဲ့ဒါကိုတတိပြုဖို့လိုတယ်။နံပါတ်1ချက်ကစိုးဝင်းပေါ့ဗျာ။စိုးဝင်းကလည်းသူ့အယုတ်လိုပဲ။ Okayနော်ဒီမှာအောင်လင်းတွေတို့မြာထုံးတို့ဘာမှအယုတ်တွေပဲတွင်းအောင်လည်းခွာရဘူးမှမတိုင်ရဘူးအခုသူစေဦးစီးချုပ်ကစိုးဝင်းနဲ့ကြော်စွာလင်းတယောက်ကစေဦးချုပ်ဖြစ်မှာပဲအဲ့တော့ကျွန်တော်အမြင်ကတော့ကြော်စွာလင်းကစေဦးစီးချုပ်ဖြစ်မယ်လို့ကျွန်တော်ထင်တယ်အဲ့တော့နော်ကြော်စွာလင်းကစေဦးစီးချုပ်ဖြစ်သွားမယ်စိုးဝင်းကတော့ဘုံကြီးပဲဝတ်မလားမသိသူ့အတွက်နေရာမတွေ့ဘူးကျွန်တော် analysis လုပ်ကြည့်တဲ့အခါမှာအဲ့ဒါကြောင့်မလို့တမရသူလုပ်မယ်နော်လွတ်တော်ဥက္ကဋ္ဌအရေးကြီးလာတယ်ထဲလွတ်တော်အောက်လွတ်တော်ဥက္ကဋ္ဌတွေကဒီသမ္မတကိုလွတ်တော်ခေါ်ပြီးတော့သူတို့အဆိုပြုပေးမဲ့လူတွေအဲ့ဒီအတွက်အောင်လင်းတွေးတို့မြထုံးဦးတို့ကလွတ်တော်ဥက္ကဋ္ဌတွေဖြစ်မယ်လို့ကျွန်တော်ယူဆတယ်နော်အဲ့ဒါအပြင်ကိုဒီအစိုးရရလဲသူက run မှာကိုဆိုရတစ်ဖွဲ့လုံးကိုလည်းဟိုတလောကပေါင်းပြီးချွတ်ထားတဲ့စစ်ဗိုလ်ချုပ်39ယောက်ကအကုန်ထည့်အောင်မှာ plus ဟလာတိုင်းနဲ့ပြည်နယ်အစိုးရတွေမှာပါဒီစစ်တပ်ကဗိုလ်ချုပ်တွေဆက်လုပ်အောင်မယ်လို့ကျွန်တော်မြင်နေတယ်အဲ့ဒါသူတို့လုပ်နေတဲ့ movement ပေါ့နော်အခင်းအကျင်းကိုကျွန်တော်ကြည့်နေတယ်သူတို့ရဲ့ motive တွေကြည့်နေတော့သူက absolutely power ရအောင်ပြန်လုပ်မှသူအခြေအနေကိုသူကောင်းမယ်လို့သူ့ဘက်သူယူဆထားပုံရတယ်အဲဆိုသူအခြေအနေကမကောင်းဘူးသူအခြေအနေကနိုင်ငံတကာမှာကောပြည်တွင်းမှာကောမကောင်းတော့ဘူးအာဏာလွတ်လိုက်တာနဲ့သူကအခြေအနေမဆိုးသွားရင်ဆိုင်ရမယ်ဒါကိုသူကိုယ်တိုင်သိတယ်ကျွန်တော်လည်းသိတယ်ကျွန်တော်တို့လည်းအဲ့ဒါကြောင့်မလို့သူဒီပြောနေတဲ့ဟာတွေမှာဘာမှသဝေစွာဖြစ်နေစရာကိုကျွန်တော်အတွက်တော့အကြောင်းကိုမရှိဘူးသူသမ္မတလုပ်မယ်ဒီလူဒီသမ္မတလုပ်လိမ့်မယ်
ကျွန်တော်တို့က analysis လုပ်တဲ့အခါမှာရန်သူဘာလုပ်မလဲမိမိဘာလုပ်မလဲအများရန်သူတို့အုံနောက်ထဲကိုဝင်ကြည့်သလိုကြည့်နေရတာ ဟုတ်ပြီအဲ့ဒါဆိုရင် ကြည့်နေတာဟုတ်ကဲ့ သူ့လူကိုโอเคသူတက်ချုပ်ဖြစ်ထားခဲ့မှာဒါလဲဟိုစဉ်းစားချက်တစ်ခုပဲရှိနေတယ်ဒါပေမဲ့နောက်ထပ်သုံးသက်တာကြတော့ဒီအမေရိကန်လိုမျိုးပေါ့တမရစီဦးစီးချုပ်နေရာကိုယူတဲ့ဟိုလွှတ်တော်မှာဥပဒေပြောင်းတာမျိုးလောက်ကောင်းလုပ်နိုင်တယ်သူနှစ်ခုလုံးယူမယ်ဆိုတော့စဉ်းစားချက်မျိုးလည်းရှိတယ်အဲ့ဒါကိုဘယ်လောက်ဖြစ်နိုင်မယ်ထင်လဲဗျအဲ့ဒါက constitution ရဟိုကဖြစ်နေပြီးသားလေ2008အခြေခံဥပဒေကတမရဒီဟလာဟိုအားလုံးရဲ့ဦးစီးချုပ်ပဲလေစစ်ဦးစီးချုပ်အစိုးရရန်တရားတွေဦးစီးချုပ်ပဲလေဒီအုပ်ချုပ်ရေး administration တွေက2008မှာလေဒီတိုင်းပြဋ္ဌာန်းပြီးသားအဲ့ဒါကြောင့်မလို့သူကအဲ့ဒီနေရာကိုသွားမှာပေါ့အဲ့ဒီနေရာကိုသွားဖို့သူလုပ်နေတာပေါ့သူတို့ရဲ့ဒီပြည်ခိုင်ဖြိုးပါတီပေါ့စစ်တပ်ရဲ့ပါတီမှာအခုဥက္ကဋ္ဌလုပ်နေတဲ့ဥခင်ကြီးနေနဲ့ရောသူ့ရဲ့နေရာနဲ့တာဝန်တွေကဘယ်နေရာမှာရှိနိုင်မလဲအခုစစ်တပ်ကပဲအကုန်လုံးယူမယ်ဆိုရင်စစ်တပ်အကုန်လုံးယူမယ်လို့ကျွန်တော်တို့မြင်တယ်အများစုပေါ့ဗျာနော်90% 80-90% လောက်ယူမယ်လို့ကျွန်တော်မြင်တယ်အဲ့ဒီကအပိုးအလျံလေးတွေပေါ့နော်အရေးကြီးတဲ့သာသနာရေးတို့ဟလာကြံတဲ့နေစားကြံတဲ့အသေးမွားဟာလေးတွေပေါ့ဗျာမသိဘူးအဲ့ဒါလေးတွေလောက်ပဲဥခင်ကြီးတို့ဖြစ်မယ်အခုကကျန်းဖို့ကတော့အဖြစ်ကတက်ပဲအိမ်ကြီးကျန်းဖို့ပါတီကြီးကိုသူတို့ကအသုံးချလိုက်တာပေါ့နော်ဘယ်သူကအိမ်ရှင်အစ်စ်လဲဆိုတာပြီးခဲ့တဲ့ပွဲတွေလည်းပြနေတာပဲအဲ့တော့သူတို့ကအိမ်ရှင်အစ်စ်လို့ကျန်းဖို့ကတော့အိမ်ငါလို့နှင်းထားလိုက်မှာပဲကျန်းဖို့တွေဘာရိုးမှမရှိဘူးကျွန်တော်ကြည့်တာဘာရိုးမှမရှိဘူးအခုကျွန်တော်တို့ဟိုအရက်သားတွေတည်းဝင်ပြိုင်ရတဲ့ဥက္ကိုကြီးပါတီတို့တော့တက်ခိုင်ပါတီတို့တော့ဆန္ဒလင်းတော့ဆန္ဒမင်းတို့ဟလာတိဘောဝင်တဲ့လူတွေကအခုရွေးအခြေအနေကလည်းပြင်ထားတဲ့အခြေအနေကအချိုးမရှိပေါ့ဗျာဟိုနည်းနည်းဒီခေါ်သွားလို့ရအောင်သူတို့ဖန်တီးထားတယ်အဲ့တော့အဲ့လူတွေကလွတ်တော်ထဲမှာအမတ်တွေဖြစ်နေပါသွားမယ်ပေါ့ဗျာအပြည့်ကန်နေပေါ့အဲ့လောက်ပဲရှိမှာပဲလေအခုပိုချိုမူကြီးမဲအောင်လဲအခုသူမဲပေးပြီးမေးတဲ့ခါမှာဒီရွေးကောက်ပွဲကလွတ်လပ်ပြီးတရားမျှတဖြစ်ရမယ်လို့သူအာမခံသွားတယ်အားလုံး၃ချိန်လုံးရွေးပြီးရင်ကြည့်လိုက်ပါပေါ့သူအဲ့လိုပြောတယ်ဆိုတော့အခုအနေထားကကြိုတင်မဲတောင်မှဟိုပြည်ခိုင်ဖြိုးကမဲကတော်တော်အပြတ်သက်กว่าတာလေသူကထောင်ကနန်းရှိတယ်ကျန်တဲ့ပါတီတွေကတမဲ2မဲလောက်ပဲရတယ်ဆိုတော့သူတို့ရဲ့ရွေးကောက်ပွဲအခင်းချင်းကိုဘယ်လိုမြင်လဲဗျအစတည်းကတကဘာလုံးပြောနေကြတယ်လေတရားမျှတတဲ့ရွေးကောက်ပွဲမှာမဟုတ်တာတရားမျှတတဲ့ရွေးကောက်ပွဲအခင်းချင်းဆိုတာကကျွန်တော်တို့အားလုံးလည်းသိနေတာပဲလေနော်ဒါဒီတွေလွတ်လပ်စွာဖွဲ့စည်းခွင့်ရှိရမယ်ဟလာအစည်းအရုံးခွင့်ဟလာနောက်တစ်ခါကျတော့မဲဆွယ်ခွင့်တို့ဟလာပါတီတွေဟောပြောခွင့်တို့ဘာမှမရှိဘူးလေပါတီတွေမှာကြံပုံငွေလည်းမရှိဘူးပါတီတွေရဲ့ပြည်နေမှုတွေကလည်းရှိတယ်ရွေးကောက်ပွဲကိုလည်းတနိုင်ငံလုံးအတိုင်းအတာနဲ့မကျင်းပနိုင်ဘူးဆိုတော့ဒါတကဘာလုံးကလက်ခံနိုင်တဲ့ရွေးကောက်ပွဲမဟုတ်ဘူးလေအခုကုလသမဂ္ဂပြောနေတဲ့ဟာတွေပဲကြည့်ပါဥရောပပြောတဲ့အဲ့ဒါရွေးကောက်ပွဲပေါ်အမြင်တွေဆိုလဲတော်တော်ဆိုးဆိုးဝါးတွေပြောတာပဲဒီဘက်အာဆီယံတော့မှဟလာဒီရွေးကောက်ပွဲက free fair election မဟုတ်ဘူးဆိုတာပြောထားတယ်လေ free fair election ဖြစ်ဖို့ကဝေးပဲလေအဲ့ဒါကြောင့်မလို့ဟိုဒီကြားထဲမှာဟလာလူတူကစိတ်ဝင်စားမှုကလည်းအများနေတယ်လေအဲ့ဒီခါကျတော့ဒီရွေးကောက်ပွဲဟာတော့လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲလို့ပြောလို့ကိုမရဘူးလေနော်ဟုတ်ပြီအဲ့ဒါဆိုရင်အခုဒီဥက္ကိုကြီးတို့ဒေါ်သက်ခိုင်တို့ဝင်ပြီးတော့သူတို့ကတိုင်းပြည်ပြောင်းလဲတဲ့ရတဲ့လောက်စူးစမ်းမယ် NLD မရှိတဲ့အခါမှာသူတို့ဝင်ပြီးစူးစမ်းတဲ့အနေအထားမျိုးတွေ့ရတယ်ဆိုတော့အဲ့ဒီသူတို့ရဲ့ပါဝင်နိုင်မဲ့အနေအထားရောဟိုဘလောက်တိုင်းတာအကန့်အသတ်ရှိမယ်လို့ပြောနိုင်မလဲသူတို့လည်းအခက်ခဲတဲ့ကနေပြန်ကြတာပဲเนาะဒီအကြီးမားဆုံးအခက်ခဲကကျွန်တော်တို့ဒီကျန်တဲ့ဒီမိုကရေစီအင်အားစုတွေကပါလက်မခံတဲ့အနေအထားပေါ့နော်စန့်ကျင်မှုတွေချုပ်ချမှုတွေသူတို့ရင်ဆိုင်နေရတာပေါ့နော်သူတို့ကတော့သူတို့နဲ့သူတို့ရဲ့ယုံကြည်ချက်နိုင်ငံရေးလမ်းစဉ်အတိုင်းပေါ့နော်သူတို့ပြည်တွင်းနိုင်ငံရေးလှုပ်ရှားမှုတိုင်းမျက်ခြေမပြတ်ဟလာသူတို့ဝင်ကြမယ်ဆိုတာကတော့ဒါကတော့သူတို့ရဲ့ခံယူချက်တွေကျွန်တော်တွားပြီးဘာမှမဝေဖန်လို့ဘူးဟလာသူတို့ရဲ့ဒီအခြေအနေပေါ်ကြီးမှာဒီမိုကရေစီအပြောင်းလဲဖြစ်အောင်ကြိုးစားမယ်ဆိုတဲ့စိတ်ဓာတ်ကိုတော့လေးစားတယ်သို့တော့သူတို့ရဲ့စေတနာကိုအတိမတ်ပြီးတော့လက်တွေကလှုပ်ဖို့ကအရန်ကိုခက်ပါတယ်မလွယ်နိုင်တဲ့အနေထားပါသူတို့ပေးထားတဲ့ risk ကပိုများတာပေါ့သူတို့ရဲ့အဓိကအသက်တွေရောချင်းချောက်ခံရတဲ့ reputation ကိုဟလာသူတို့ရဲ့ဂုဏ်သိက္ခာတွေရောအကုန်လုံးကအရင်ထားသလိုဖြစ်နေတယ်လေနော်အဲ့ဒီအနေထားပါပဲသူတို့ရဲ့ရွေးကောက်ပွဲဝင်မယ်ဆိုတဲ့အခြေအနေကဒီစစ်တပ်နဲ့ပေါင်းတာဖြစ်တယ်ဆိုပြီးတော်လိုင်းအင်အားစုတွေကလုံးဝဟိုဒါကန့်ကွက်ဆန့်ကျင်တယ်လေဆိုတဲ့အခါကျတော့ရွေးကောက်ပွဲကိုတော်လိုင်းအင်အားစုတွေကစန့်ကျင်ရမယ်မဲမပေးရဘူးပြောတဲ့အတွက်ဒီပြည်ခိုင်ဖြိုးမှာမဲကပုံသွားမယ်သူတို့အတွက်မဲမရှိတော့ဖြစ်သွားရင်ပေါ့တော့အဲ့ဒါကိုသူတို့ကပြန်ပြီးတော့စောရကတက်ကြတယ်သူတို့အဲ့ဒီလိုမျိုးစန့်ကျင်တာဟိုပြည်ခိုင်ဖြိုးကိုမဲရအောင်လုပ်သူတို့
ဖြစ်စေတယ်ပေါ့နော်ဆိုတော့ ဒါ အဲ့ဒီ ပေါ့ လို ဒါ မျိုး ပေါ့ ယူ အဲ့ ဆ ဒါ ချက် ဒါ ကို လည်း သဘော ဒါ ထား လည်း ကို တစ်ကြောင်းမှန်တာပဲလေဒါလည်းတစ်ကြောင်းမှန်တာပဲအဲ့ဒါကလည်းဟိုမဲမပေးရဘူးဆို1990တုန်းကလေဟဲ့လားကျွန်တော်တို့ပြပအင်အားစုတွေပေါ့ဗျာနေစားကျွန်တော်တို့ရောက်နေပါပြီမမရ DAB တို့ဟဲ့လားကျွန်တော်တို့ NDF တို့စိတ်မှတ်နေပြန်ကြည့်ပါ90ယူကောက်ပွဲကိုလက်မခံကြပါဘူးအကုန်စန့်ကျင်ကြတာပဲလူပေါင်းတဲ့ထောင်တော့ကလည်း90ယူကောက်လက်မခံဘူးကြပြဆိုအဖွဲ့စည်းရေးဆိုတော့တောင်းကြတာပဲဒီကြားထဲမှာမြို့သားဒီမိုကရေစီဖွဲ့ချုပ်ကဝင်ခဲ့တယ်ပေါ့နော်အဲ့ဒီခါကျတော့လူတူးအနေထားကလည်းဒါအောင်နိုင်ငံရေးလှုပ်ရှားမှုတရက်အနေနဲ့ခံယူပြီးတော့ဟလာတိုက်ကြတာပဲလေတိုက်တော့ဟို90ရွေးကောက်ပွဲမှာ NLD ကအပြတ်တတ်နိုင်သွားတဲ့ခါကျတော့နိုင်ငံတကာလည်းအဲ့တုန်းကလက်မခံဘူးဆိုတော့အဲ့ဒီအနေထားမှာဒီ result ကြီးကတကယ်ထွက်လာတဲ့ခါကျတော့ဒီ result ပေါ်မှာဟလာအာဏာလွှဲပေးရေးဆိုတဲ့ဟာကိုလှုပ်ရှားမှုက step ဖြစ်တယ်အဲ့တော့အာဏာလည်းမလွှဲဘူးပေါ့နော်တခြားလုံးအဲ့ဒါ2010အထိပါလာခဲ့တာပေါ့ဆိုတော့အခုအနေထားမှာကျတော့ပို့ဆိုးတာရွေးကောက်ပွဲကိုဟိုတုန်းကလည်းစန့်ကျင်တယ်အခုလည်းစန့်ကျင်တယ်အဲ့ဒီကြားထဲမှာအခုကရွေးကောက်ပွဲကိုမဲမပြည့်တဲ့အနေထားကိုတော်တော်ကြီးကိုတိတ်ညွတ်မှုတွေရှိကြတယ်ဟဲ့လားလူတို့တရလုံးကဒါကြီးကိုပြတကယ်တော့ပြကြည့်တဲ့အခါကျတော့ခုနကပြောလို့ပြည်တွင်းကဟဲ့လားအယက်သားအင်အားစုတွေအနေနဲ့အတိနာဝါမှာနိုင်တယ်ပေါ့နော်ဒါကျွန်တော်တို့ပြောလို့မရဘူးဒါ၃ချိန်ခွဲလုပ်ပဲလို့သူတို့ပြောထားတယ်နောက်တစ်ခုကစစ်တပ်ကလည်းတစ်ခုသတိပြုရမှာကမင်းအောင်နိုင်တို့ကအခုရွေးကောက်ပွဲစီမင်းဥပဒေတွေပြောင်းထားတယ်အရင်ကလို့မဟုတ်ဘူးဟဲ့လားသူတို့ပြောနေတဲ့ PR စနစ်ဆိုတာမျိုးလို့ဒုတိယအကြိမ်လာအောင်မယ်ပြီးတတိယအကြိမ်လာအောင်မယ်ဒီအခြေအနေတို့သူ calculate လုပ်ဖို့သူတို့ပြင်ထားတယ်လို့ကျွန်တော်ကမြင်တယ်ဒါကြီးကိုကြည့်ပြောရှုအောင်ဖြစ်သွားဘာဖြစ်လို့လဲဆိုတော့သူတို့ရဲ့ legitimacy က big question ဖြစ်နေတာ哦နိုင်ငံတကာမှာသူတို့မှ legitimacy ကိုမရှိဘူးဒီရွေးကောက်ပွဲလေးနဲ့ legitimacy ရအောင်လုပ်တာအဲ့တော့ဒီရွေးကောက်ပွဲလေးနဲ့ legitimacy ဆိုတာကလည်းအဲ့ဒါဟိုတခြားနိုင်ငံတွေအတွက်လုပ်တာမဟုတ်တရုတ်အတွက်လုပ်ပေးရတာဒါပဲတရုတ်က pressure ပေးတယ်မင်းရွေးကောက်ပွဲလို့တူတူတန်တန်ဖြစ်အောင်တော့လုပ်အဲ့တော့မှ international protocol ရသူ့ကိုဆက်ဆံလို့ရမှာတရုတ်အနေနဲ့ရုရှားအနေနဲ့တကယ်လို့ဒီရွေးကောက်ပွဲမှာမင်းအောင်လည်းစိုးစိုးဝါးဖြစ်နေတာပြစ်သွားရင်ဖြစ်မဲ့နေတာဖြစ်နေပြီဟိုလူတွေကသူ့ကိုအရင်လို status မပေးဘူးသူ့ရဲ့ legitimacy ကလည်း crisis ပြန်ဖြစ်သွားမယ်ဟဲ့လားပြီးခဲ့တဲ့ရှဟန်စီဝေးလို့မဟုတ်ဘူးအခြေအနေကအဲ့ဒီပုံမှာ international ကြရက်ပုံမှာ relation ပုံမှာသူ့ဘဝတဲနေတယ်အဲ့တော့သူတို့ရဲ့အဓိက crisis က legitimate crisis ပဲဟဲ့လားတရားဝင်မှုပြဿနာပဲအဲ့တော့ဒီရွေးကောက်ပွဲမှာသူတို့အနိုင်ရအောင်သူတို့လုပ်မယ်ခုနကတတိယအကြိမ်ဆိုတာကအရသားတွေကိုတင့်တော်အောင်သူတို့ပဲဆွဲဝါမယ်လို့ကျွန်တော်ကတော့မြင်နေတယ်သူပြတ်ပေါ်သွားတယ်တော်လိုင်းအင်အားစုတွေက no ပို့ပေါ့နော်ဒီရွေးကောက်ပွဲလုံးဝစန့်ကျင်ရမယ်အဲ့တော့တော်လိုင်းအင်အားစုတွေရဲ့စန့်ကျင်တဲ့နေရာမှာပဲရက်နေလားသူတို့ဘက်က action ကဘာလို့မလဲရွေးကောက်ပွဲမဟုတ်ရင်ဘာလဲလို့မေးခွန်းမေးတဲ့အခါမှာတော်လိုင်းအင်အားစုတွေဘက်ကဘာလုပ်တင်တယ်ထင်လဲကျွန်တော်တို့ရေတိုအတွက်ကဘာမှမလုပ်နိုင်ဘူးဒါလည်းကျွန်တော်တို့ကဟိုဖြစ်เสียအကြောင်းမရှိဘူး guilty ဖြစ်เสียလည်းအကြောင်းမရှိဘူးဘာလို့ကျွန်တော်တို့ကအာဏာကိုမရသေးဘူးဒီစစ်တပ်ကိုဖြုတ်မချနိုင်ဘူးဒီနယ်မြေကြီးတွေကို control လုပ်ထားနေတဲ့အနေအထားမျိုးမရှိဘူးဒါကိုတယောက်တည်းမဟုတ်ကိုကမ္ဘာဒေါ်လာကြီးတွေပြန်ကြည့်လေဒီသဘောတရားတွေအများကြီးကြည့်တယ်ဆိုတော့မင်းအွန်လိုင်းကအခုဗျာဟိုတချို့ဒေါ်လာကြီးအများစုတွေက claim လုပ်တယ်80%ထိန်းသိမ်းထားနိုင်ပြီးတော့69.9%တင်းအောင်နေပြည်တော်မသိမ်းနိုင်ရင်ပြန်ဘာမှလုပ်လို့မရသေးဘူးနေပြည်တော်မှာလုံးဝ totally ပဲချပြီးနိုင်ပြီဆိုတော့မှကျများဒီ legitimate power ဖြစ်လာမယ်။အဲမှာပါအာဏာရှင်အခုကမင်းအောင်လိုက်မှာ de facto power ရှိနေသေးတယ်။ရှိနေတော့တိုင်းပြည်ကိုပေါ့နော်ကိုသားပြုမှုအရာသူ့ကိုပဲဆက်ဆံနေပါပဲ။ဒီရွေးကောက်ပွဲကြီးကအားလုံးကကိုအတိမတ်မပြုတဲ့ရလာကြီးထွက်လာတဲ့သားအုံတော့ကိုးနိုင်ငံထောက်ခံမဲ့လူရှိတယ်။လောလောဆယ်အခုသွားလေးလာတယ်ဆိုတော့ကောင်တွေတောက်ခံမဲ့ကောင်တွေကြီးပဲ။အခုလေးလာကြီးကိုယ်စားလှယ်တွေဖွဲ့တယ်ဆိုတော့9နိုင်ငံရှိတယ်အဲ့ဒါမှာရုရှားတို့တရုတ်တို့ဟာလာအိန္ဒိယတို့အာဆီယံတို့ဘီလာရုစ်တို့ something ပေါ့ဗျာအကုန်လုံးကဒါတွန်းလာတဲ့ရစားကိုအတီးပြုတ်ပေးလိုက်မှာပဲအဲ့ဒါကိုအတီးပြုတ်ပေးလိုက်မှာအဲ့ဒါကြောင့်မလို့ကျော်တော်လိုင်းရင်ရာစုတွေကဒီရွေးကောက်ပွဲစန့်ကျင်မလုပ်ဘူးဆိုမင်းတို့ဘာလုပ်မလဲဆိုတဲ့ဟာလည်းမမေးအပ်ဘူးဘာလို့ကိုရီးယားတပုံတွေတကီလုံးတိုင်းတာကို control မလုပ်နိုင်သေးဘူးတိုးစစ်ကြီးတွေမလုံနိုင်သေးတဲ့အတွက်ရက်စရာလည်းမလိုဘူးအဲ့တော့ဒီ short term မှာမလုံနိုင်ဘူး long run လုံနိုင်အောင်လုပ်အဲ့ဒါပဲကျွန်တော်မြင်တာပြည်သူကိုလည်းမှန်တိုင်းချပြရမယ်ဒီကောက်ပွဲကတော့ဒီရွတ်တီပြည်သူလှုပ်သွားမယ်
ဟဲ့လားတတ်နိုင်မြောင်းလဲဘာမှမလုပ်ချင်ဘူးဦးနေဝင်လည်းမလုပ်ချင်ဘူးခြေလေးလုံးရောက်ဦးနေဝင်ကဘာလုပ်လာလဲပါတီဆုံးသွားမလားတပါတီသွားမလားဒါလေးပဲမေးတာကျုပ်ကောက်ပွဲပြောတာမဟုတ်ဘူးဒါလေးအတွက် referendum လုပ်မယ်အဲ့ဒီကြားထဲကမဆလာပါတီပြိုသွားတာအဲ့ဒါကိုမမေ့ဖို့လိုတယ်ဒါကလေးပဲတို့တပါတီသွားမလားပါတီဆုံးသွားမလားဒါက referendum လုပ်ပေးမယ်တဲ့ပြည်သူ့ဆန္ဒခံယူပွဲလုပ်ပေးမယ်အဲ့ဒါပြည်သူ့ဆန္ဒဘာခံယူပွဲအစ်စ်တော့မရောက်လိုက်ဘူးတိုက်ပွဲကဘယ်လောက်ကြီးသွားလဲခုလည်းဒီတိုင်းပဲပေါ့ဒီရွေးကောက်ပွဲသူကသူလုပ်သွားတယ်ဘာကြောက်စရာလို့မလဲသူစိုးရဖြစ်မှာပဲသူသမ္မတဖြစ်မှာပဲ long run ကိုစိုးရဖြစ်နေအောင်လို့ကိုတော်လိုင်းရအောင်ပြင်အောင်လို့ဒါပဲရှိတယ်လေဟုတ်ပြီအဲ့တော့အခုဖြစ်နေတဲ့နိုင်ငံရေးစီကြီးမားတဲ့ပြိပက္ခတွေကိုအခုရွေးကောက်ပွဲပြီးလို့ဒီတက်ချုပ်ကသမ္မတလုပ်လို့အပြောင်းလဲကအကောင်းဘက်ဦးတည်နိုင်လားဥပမာ2010ဆိုရင်မထင်တာတွေဖြစ်သွားတယ်တော်တော် short ပလိုက်တယ်လေ short ပြီးတော့liberalization လုပ်ပေးလိုက်တယ်ဖြေ short တာကြီးတော်တော်လေးနိုင်ငံတကာကပါအံ့အားသင်းလာတယ်ဆိုတော့အခုအချိန်တွေကအဲ့လိုမျိုးမျှော်လင့်လို့ရနိုင်လားအခုနေထားပြီးတော့ကျွန်တော်မတွေ့ဘူးဗျာနော်တတွေ့နိုင်နောက်9နှစ်လောက်အထိပေါ့တကယ်လို့များဒေါ်လာရေးဘက်ကပြန်ပြီးတော့အာမတာသေးဘူးဆိုရင်မင်းအောင်လိုက်ဒီနောက်အနည်းဆုံး9နှစ်လောက်ကတော့သူ control လုပ်မယ်နောက်တစ်ခုကမျက်ခြေမပြတ်ဖို့ကနိုင်ငံတကာအနေထားလဲကျွန်တော်တို့ထဲတွက်ဖို့လိုတယ်အဲ့ဒါကြီးကြီးမားမားကိုကျွန်တော်တို့ဗမာနိုင်ငံရေးဒေါ်လာရေးမှာတက်ရောက်မှုရှိတယ်လေကျွန်တော်မကြာခဏပြောဘူးလေကျွန်တော်တို့ကစစ်အုပ်စုနဲ့တိုက်နေတာမဟုတ်ဘူး1988မိနစ်ပလော့တိုက်ပွဲတွေကကျွန်တော်ရှင်းပြဘူးတဲ့ကျွန်တော်တို့ကတရုတ်နဲ့တိုက်နေတာအဲ့ဒါခဏပြောပြဘူးလေတရုတ်ငါတို့တရုတ်နဲ့တိုက်နေတယ်ဆိုတော့စစ်တပ်ပြိုမယ်လို့တိုင်းသူလာကူပဲ right ပထမ88အာနာသိမ်းသွားတော့ 6.8 တန်းပဲရှိတယ်ဗိုလ်ချုပ်20ကိုယ်တိုင်ကျွန်တော်ကိုပြောတာမန္တလေးမှာနော်မန္တလေးသူနန်းတော်ထဲမှာဖိတ်ခေါ်ပြီးတော့သူတို့တောက်ကမှုသူတို့နဲ့ပူပေါင်းမှုပြောတဲ့အချိန်မှာသူတို့ပတ်စံ 6.8 တန်းပဲရှိတော့တယ်တဲ့ဘတ်ဂျက်ကအဲ့ဒါသူတို့ပြောပြတဲ့စကားကနေအခုဒီအချိန်နေရောက်သွားတယ်လေနော်အဲ့တော့အဲ့ဒါဘယ်သူကဝင်ကူလဲတရုတ်ကအဲ့တော့90လောက်မှာ88 89 90နှစ်3နှစ်လောက်မှာ1 billion ပြီးတယ်စစ်ဆိုအောင်အဲ့ဒီကျွေးကိုမင်းတို့နောက်တစ်ချိန်ပဲတွေပြောင်းနေနဲ့ပြန်ဆက်ဆိုပြီးလုတ်ပေးလိုက်တယ်ဒီစစ်တပ်မှာမရှိတဲ့ပတ်စံသူထိုးပေးလိုက်တယ်တို့တဲ့လက်နက်တွေဝယ်ကြပေါ့ဆိုပြီးတော့အမှဝယ်ကြတယ်ဆိုတော့အဲ့ဒါတစ်ချက်ရှိတယ်အဲဒီ2010ဟဲ့လားပြီးတော့2010မှာအဲကြားဖြန့်ကိစ္စတွေဘာတွေဖြစ်လာတယ်အဲ့ဒါဖြစ်လာတဲ့အခါကျတော့မှဟဲ့လားတရုတ်က pressure ပေးတယ်မင်းအောင်လဲအဲ့ဒါတော့အသေးမပေးဘူးနှစ်ချက်ထောင်စကားနဲ့ပြောရင်နှစ်ချက်ကွဲအောင်ပဲရိုက်ပေါ့ဗျာအဲ့တော့ကိုကနဲ့တီရနေလို့ရိုက်ခိုင်းတာပေါ့ကိုဆရာတွေကလဲမျိုးပါတုံးနဲ့ရိုက်ပြီးအသေးတတ်မလို့ဖြစ်တော့တရုတ်ကဝင်ဆွဲပြီးပြန်ထူပေးတယ်လေအဲ့ဒါလာရှိုးကိုပြန်ပေးလိုက်မိုးကုတ်ကိုပြန်ပေးလိုက်ဒီဖြစ်လာတယ်ဆိုတော့ဘာဖြစ်လို့လဲကမ္ဘာအချင်းချင်းကိုပြန်ကြည့်ပါကျွန်တော်တို့အမေရိကန်မှာဖြစ်နေတာယူရိုပမှာဖြစ်နေတာအကုန်လုံးက interest ဖြစ်နေပြီ democracy order ပေါ့ liberal order မကြည့်တော့အဲ့တော့ကို interest ပေါ်မှာဟလာအခုတိုင်ဝမ် conflict အမှ Ukraine conflict ဂါဇာမှာဖြစ်နေတာအဲ့ဒါတွေအကုန်လုံးချုပ်ပြီးတော့ကြည့်လိုက်မယ်ဆိုရင်စစ်အစိုးရအတွက်အသက်ရှူပေါက်ရစရာရှိနေသေးတယ်အဲ့တော့ဒီတရုတ်မှာအကျိုးတွေရှိတယ်ဟလာအကျိုးနဲ့ဆွဲထားသလိုပဲဟလာဒီဘက်မှာအကျိုးတကျိုးကအဲ့မှာစစ်တပ်ရှိတယ်ကျိုးနဲ့လေဘင်းကိုကျိုးနဲ့ကြည့်ပြီးဆွဲထားတယ်ဝေးတယ်လို့ဒီဘက်ဝါသဖရှိတယ်ဘာကိုဆွဲထားတယ်ကျိုးနဲ့နှစ်တက်ရှိနေတယ်ဟိုမှာပြည်ထဲမှာစစ်တပ်နှစ်တက်တရုတ်ကျိုးတွေကြီးပဲသူတို့နှစ်ယောက်ချလို့မရဘူးသူတို့နှစ်ယောက်ပြိုလို့မရဘူးဒါတရုတ်လောက်ထားတာအဲ့ဒီအောက်မှာပဲရှိနေဗမာပြည်တရုတ်ကအများကြီးရောက်နေပြီအဲ့ဒီအခြေအနေအောင်ခုကြားပြန်ဆိုခုထပ်ဖြစ်လာပြန်တယ်ဟလာကျွန်တော်တို့မှုရစေဝါတွေဖြစ်နေတယ်ဒါတွေကတရုတ်ကဒီ one belt one road အစီမံကြီးတွေကဖြစ်နေတဲ့ဟာတွေကြီးပဲအဲ့ဒီအနေထားတဲ့မှာအဲ့ဒါတွေပါပြန်ခြုံကြည့်မယ်ဆိုရင်ခုထွက်လာတဲ့ result အပေါ်မှာမင်းအောင်လိုင်းအတွက်မှာအားကောင်းချက်တွေဒါတွေရှိနေတယ်ကျွန်တော်တို့ဘက်မှာအားနည်းချက်တွေဒါတွေရှိနေတယ်အဲ့ဒီဟာကိုကျွန်တော်တို့က leverage လုပ်ယူရမယ်သူ့ဘက်ကအားကောင်းချက်တွေနည်းအောင်လုပ်ကိုယ့်ဘက်ကအားကောင်းချက်တွေများအောင်လုပ်ရမယ်ဒါပဲဟုတ်ပြီအဲ့တော့ဒါတော့ကြဲပြန့်white perspective နဲ့ view ကြည့်တာပေါ့အခုရွေးကောက်ပွဲပြီးကာလမှာအရွေးတစ်ခုပေါ့စီးရေးနိုင်ငံရေးပြိပက္ခကိုရောကြစေမလားပိုပြင်းထန်လာမှာအဲ့ဒါနောက်ဆုံးအနေနဲ့ဒီကုန်းချုပ်သုံးသပ်ပေးပါရွေးကောက်ပွဲပြီးသွားရင်တော့ရောကြစရာကတိတ်မမြင်ဘူး1990ဟလာ1988အာနာသိန်းတယ်ဟလာဦးတန်းချွေလက်ထက်ပြစ်သွားတဲ့အခါမှာသူတို့လှုပ်လာခဲ့တဲ့အခင်းချင်းကိုပြန်ကြည့်မယ်ဆိုရင်သူတို့ဖြေလျှော့တဲ့အနေအထားတွေတွေ့တယ်အဲ့ဒါတော့ဒေါအောင်ဆန်းစုကြည်เนาะဖြေလျှော့ပြစ်တာတို့တိုင်းရင်းသားတွေနဲ့ငြိမ်းချမ်းရေးလှုပ်ပလိုက်တာတို့เนาะကြောက်တွေ့မယ်အဲ့ဒါလဲ
တောင်ကို80နှစ်တည်းကတရုတ်ကမင်းတို့ငင်းငင်းလောက်ကြတော့ပြောနေတာလေမဆလာပါတီဖြစ်တယ်အဲ့တော့အဲ့ဒီအာဂျင်တာတွေသူတို့လိုက်ကြတယ်လောက်ကြတယ်โอเคအခုကြတော့ဒီအာဂျင်တာတွေမလုပ်ဘဲနဲ့စစ်တပ်ကအပေါ်စီးရရနိုင်ဖို့အတွက်သူကပြင်နေတာပေါ့နော်ပြင်နေတော့ဒီဘက်ကလည်းလက်ခံနိုင်တဲ့အနေအထားမရှိဘူးဆိုတော့ကျွန်တော်ကတွေ့နေပြီပြည်သူလူထုကလည်းလက်မခံဘူးဒေါ်လာရေးရာစုကလက်မခံတော့ဒီ conflict ကနောက်ထပ်ဆက်ပြင်းထန်လာမယ်လို့မြင်တယ်အဲ့ဒီထက်မှာကောင်းတဲ့ဟိုပါပေါ့ဒီလိုအပြောင်းလဲကြီးလှုပ်လိုက်တိုင်းလူပိုးပေါ့ဗျာလေဟာနယ်ကြီးတစ်ခုအမြဲဖြစ်တယ်အဲ့ vortex လိုမျိုးလေဟာနယ်ကြီးတစ်ခုအမြဲဖြစ်အဲ့ထဲကိုစစ်တပ်ကဒီစစ်ဆိုရတယ်အမြဲတမ်းပြုတ်ကြလိရှိတယ်ဒီအပြောင်းလဲကြီးကို larger scale management သူတို့မလုပ်နိုင်ဘူးအဲ့ဒါကခင်ဗျားကြည့်လိုက်ရင်ဟလာ1988မဆလာပါတီကတပါတလားနှစ်ပါတီလားဆိုတဲ့ဒီ crisis ကိုမလုံနိုင်တဲ့အတွက်ဦးနေဝင်းကြီးကမဆလာပါတီကထွက်ပေးရတာဒီပဲထွက်ချင်မှာဥမာမောင်ကြီးထွက်ပေးရတယ်စိန်လွန်ထွက်ပေးရအစိုးရတွေသုံးဘွဲ့ထွက်ပေးသွားတယ်ဒီအပြောင်းလဲကိုသူတို့မခံနိုင်ဘူးတခါကျွန်တော်တို့2010ရွေးကောက်ပွဲတွေလုပ်တယ်ကိုမြခုနပြောတဲ့ဦးတန်းရွှေကြီးအပြောင်းလဲပြန်လုပ်တော့အဲ့ဒီ momentum ကြီးကိုလည်းမထိနိုင်ကြပြန်ဘူးမထိနိုင်ပဲနဲ့ဟလာခါတဲ့လူတို့ကNLD ပါတီကိုမဲပုံပေးခဲ့ကြတယ်အာဏာရအောင်ခါတဲ့ဝိုင်းတွန်လာတဲ့အနေဒါပြစ်လာတယ်အဲ့ဒီအနေထားမှာကျွန်တော်တို့ကnational reconciliation ဖြစ်ပြီးတိုင်းပြည်အကြနာမအောင်ဖြစ်ပါစေဆိုတဲ့စံသားတွေနဲ့ကျွန်တော်ဝိုင်းပြီးတော့ PR ပေးခဲ့ကြတယ်ဒါပေမဲ့အဲ့ဒီအနေထားကလည်းကျွန်တော်တို့ control ကမကောင်းစွာပဲမရခဲ့ဘူးအခုဒီမဲအောင်လိုင်းကစပြီးခြေလမ်းနှမ်းရတာပေါ့ဗျာဒါကတော့အာဏာယူထားတဲ့လူကိုသူကဒီကဒီ factor power ရှိတယ်သူဒီကောက်ပွဲမှုကသူတို့ကစားရွှေ့လာတာအဲ့ဒီရွှေ့လာတဲ့အချိန်မှာ new face ကိုသွားတဲ့အချိန်မှာအဲ့မှာ gap ဖြစ်မှာပဲအဲ့ဒီအချိန်တွေမှာသူတို့လူပိုးကြီးကို line ကြီးတစ်ခုကိုသူတို့ပြန်ဆူနာမီကြီးကိုပြန်ခံရမယ်1 to 2 year အတွင်းမှာခံရမယ်လို့ကျွန်တော်တွေ့တာလေ within 1 to 2 year အတွင်းမှာဒီတက်လာတဲ့ဘာဆိုးရပဲဖြစ်ကျွန်းထုံးမှောက်ခုံကြမယ်လို့ကျွန်တော်တွေ့ထားပြီဘာဖြစ်လို့လဲဗမာအခုကမ္ဘာစီးပွားရေးရောဗမာစီးပွားရေးပြည့်နေတာတွေရောအဲ့ဒီအနေထားကိုခံနိုင်တဲ့အနေထားမရှိတော့အဲ့တော့သူတို့ဒီမင်းအောင်လိုင်ကိုတပရတင်ပြီးပြန်ပွဲထုတ်လို့ရတော့ခင်ဗျားဝမ်းသာလိုက်တော့လို့ပဲပြောလိုက်မယ်မြန်ပြုတ်ကြမှာပဲခင်ဗျားဝမ်းသာလိုက်တော့ကျွန်တော်တို့ပြည်သူတွေပြောမှာဝမ်းသာလိုက်ကြတော့နောက်ထပ်တစ်ယောက်ဟလာအပြောင်းလဲနဲ့ပို့ပြီးတော့နောက်မျက်နှာတစ်ယောက်တင်တော့ခင်ဗျားလည်းတိုက်ရခဲ့အောင်လေကြာအောင်မယ်ဒီကောင်တက်လာပါစေကိစ္စမရှိဘူး no problem အဲ့ဒါပဲကျွန်တော်ဟုတ်ပြီကိုမိုဒီကျေးဇူးအများကြီးတင်ပါတယ်အခုလို့ဒီကနေ့ Okay နော် Okay ပါစစ်တပ်ကရွေးကောက်ပွဲမှာလှုပ်ချင်း Happy New Year ပါဟိုသုံးသက်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နော် Okay Happy New Year ပါ Okay bye နော် Bye bye